ချိန်ကရောက်နေပြီအဲ့တော့ငါဂရိပြည့်ထရောက်တော့မှာမို့မင်းငါ့ကိုလွတ်ပြီးမယ်ဆိုရင်ငါအခုခဏပြန်သွားပြီးတော့သူနဲ့တွေ့ဆုံသူဟောတဲ့တရားနာပြီးတော့ငါပြန်လာခဲ့မယ်ဆိုပောရိတာရကနေဝဟမေတံအဘိတ္တထာမိမယုံပါဘူးတဲ့ခမရမယုံဘူးတဲ့မယုံနိုင်ဘူးတဲ့ဒုက္ခိနရောမစ္ဆမုခပမုတ်တော်ချမ်းသာတဲ့လူတယောက်ဟာတေဘေးကလွတ်လာတာရန်သူတယောက်ရဲ့လက်ကနေလွတ်သွားတဲ့လူတယောက်ကရန်သူစီပြန်လာပါမလားတဲ့နော်ဘယ်နည်းနဲ့မှခမရကျုပ်လွတ်လိုက်ရင်ကျုပ်စီပြန်လာမှာမဟုတ်ဘူးတဲ့လုံးဝမယုံပါဘူးတဲ့မုတ်တော်တုဝံပောရိတရတဟတ္တာလူသားစားတဲ့ပောရိတရလက်ကနေလွတ်သွားပြီးခန္ဓဝတကံမန္တိရကာမကာမေကိုနန်းတော်ကိုပြန်ရောက်လို့ကိုယ်စိတ်တိုင်းကြလှုပ်ချင်လှုပ်နိုင်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်အသက်ကိုနှမျောမှာပေါ်တဲ့ကိုယ့်အသက်နှမျောတာဘယ်လိုလုပ်ပြီးတော့သူစီပြန်လာပါမလဲလုံးဝမယုံနိုင်ပါဘူးလို့ပောရိတရလူဘလူကပြန်လာမယ်ဆိုတော့မယုံဘူးလို့ပြောတော့လူတိုင်းဟာကိုယ့်အသက်လေးကိုတော့ကိုနှမျောတာကြီးပဲတဲ့ဒီတက်ဖြတ်ပြီးတော့ရစ်ပူဇော်မယ်ဆိုတာသိရတဲ့နဲ့ဘယ်လိုလုပ်ပြန်လာမလဲတဲ့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးပြောတော့သုဒ္ဓသောဘဘုရင်ကပြောတယ်မတံဝရိယပရိသုဒ္ဓတိလောမင်းထင်တဲ့အတိုင်းမဟုတ်ဘူးတဲ့ကိုချင်းတရားထိမ့်သိမ့်တဲ့လူတယောက်ဟာအသက်ရှင်ခြင်းနဲ့တည်ခြင်းကိုသာလည်းသူတို့တမိုးထားလိုက်မယ်ကိုချင်းသီလရှိနဲ့တည်တာနဲ့ကိုချင်းသီလပြက်ပြားပြီးအသက်ရှင်တာနှစ်ခုရွေးမယ်ဆိုရင်သူတို့ဟာဘယ်တော့မှအသက်ကိုရွေးမှာမဟုတ်ဘူးတဲ့တည်ခြင်းတရားကိုပဲရွေးမှာတဲ့ငါဟာဘယ်တော့မှလိမ့်လေလှဲစားပြီးပြောကြတဲ့လူမျိုးမဟုတ်ဘူးကိုချင်းသီလလုံညုံတော်ထိမ့်သိမ့်တော့မင်းလက်တွင်တည်တာကိုပဲငါတမိုးထားမယ်မင်းကိုလိမ်ပြီးတော့ကိုနန်းတော်ကိုပြန်သွားတဲ့အသက်ရှင်မှုမျိုးကိုငါဘယ်တော့မှမလိုလားဘူးတဲ့ဘာဖြစ်လို့တော့ဆိုဂရဟိတောပပဓမ္မောမမမကန်ပြောဆိုတာတွေငါတို့ကရှုတ်ချတယ်နော်မမကန်ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်တွေကိုငါတို့ရှုတ်ချတယ်နာဟိတန္တရံတာယတိဒုက္ခတိအဲ့ဒီလိုမမကန်ပြောဆိုမှုကလူတယောက်မကောင်းတဲ့ပုံကရောက်ချင်းကနေကာကွယ်ဆောက်ရှောက်နိုင်မှာမဟုတ်ဘူးတဲ့သူဆိုပါစို့သူဟာလိန်လိုက်ပြီးတော့အသက်ဘေးကလွတ်သွားတယ်ဆိုရင်အဲ့လွတ်သွားတဲ့အသက်ဘေးသူလိန်လိုက်မှုကြောင့်အသက်ဘေးကလွတ်တဲ့ဆိုအဲ့ဒီသူလွတ်ဖို့ကြိုးစားတဲ့အသက်ကနေပြီးတော့သူ့ကိုအပင်ငယ်ကြမကြအောင်ဘယ်နည်းနဲ့မှကာဝယ်ဆောင်းရှောင်းနိုင်မှာမဟုတ်ဘူးတဲ့ကိုချင်းသီလကသာကာဝယ်ဆောင်းရှောင်းမှာတဲ့သူမြတ်နိုးတဲ့အသက်ကသူ့ကိုကဲတင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ငါဘယ်တော့မှမလိမ်ဘူးမင်းအကယ်၍လွတ်မယ်ဆိုရင်ငါပြန်လာခဲ့မယ်လွတ်ပေးမယ်ဆိုအဲ့ဒီမှာသူယုံလောက်အောင်သုဒ္ဓသောမဘုရင်ကြီးဆက်ပြောတယ်တစေဝတောဂိရိမဝဟေယလေကြီးကတောင်ကြီးကိုလွင့်သွားအောင်တိုက်တယ်စန္ဒောစသူရိယောစသမပတိယောကောင်းကင်ဘဝလာတွေနေတွေဟာမြေကြီးပေါ်မှာကျွေကျသွားတယ်ကြားဘူးမှာပေါ့နော်နေလာမြေကိုခတယ်လို့ဆိုသစ္စာဆိုကြတယ်ပြီးတော့လိန်တာပါပဲတော့ဒီစကားတွေယူပြီးဆိုတာဖြစ်လိမ့်မယ်နော်ဒီမှာတစေဝတောခိရိမာဝေရတယ်လေကတောင်ကြီးကိုလွင့်သွားအောင်တိုက်တာမျိုးကောင်းကင်ယံကလာတွေဟာမြေကြီးပေါ်ဘုတ်ခနဲ့ကြတာမျိုးနေကမြေကြီးပေါ်ကျွေကြတာမျိုးသဗ္ဗသနေသောပฏิသောတံဝစေယမြစ်တွေအားလုံးဟာတောင်ဘက်စီးဆင်းနေရာကနေပြီးတော့ဆန့်ကျင်မဲ့မြောက်ဘက်ကိုစီးဆင်းသွားမယ်ဗမာပြည်မှာမြစ်တာမြက်တစ်ခုပဲရှိရမြောက်စီးတာကျန်တာတွေအကုန်တောင်စီးတွေကြီးပဲနော်တောင်စီးတဲ့မြစ်တွေကြီးပဲကုန်နေရကိုစီးနေတဲ့မြစ်တွေဟာအထက်ကိုစီးသွားမယ်ဆိုရင်ဒါကဖြစ်နိုင်သေးတယ်နတ်တွေဝဟံရာဇမုဒ္ဒဗနေယသူ့ကိုဒီနေရာမှာပါရဏသီမင်းကြီးလို့ခေါ်လိုက်တာနော်ရာဇပါရဏသီမင်းငါဟာ
လေကတောင်ကြီးကိုလွှင့်တိုက်ရှင်တိုက်ပဲစေငါဘယ်တော့မှလိမ့်မပြောဘူးကောင်းငင်ကနေတွေလတွေကမြေကြီးပေါ်ကြွေကြခြင်းကြပါစေငါဘယ်တော့မှလိမ့်မပြောဘူးတဲ့မြစ်တွေအားလုံးဟာအညာကိုဆန်တက်ပြီးတော့ပြန်ပြီးတော့စီးခြင်းစီးပါစေငါဘယ်တော့မှမမှန်တဲ့စကားကိုမပြောဘူးသုဒ္ဓတော်မဘုရင်ကသစ္စာဆိုတယ်ပြောတာပေါ့နဗံပလေးယဥဒတိပိသုတ်သေးကောင်းကင်ကြီးတစ်ခုလုံးဟာဒီဝက်ကွဲမြည်ဟိမ့်ပြီးတော့ကောင်းကင်ကြီးအကွဲသွားခြင်းသွားပါစေဥဒတိပိသုတ်သေးပင်လေကြီးလည်းခန်းချောက်ခြင်းခန်းချောက်သွားပါစေဒီကနေစကားတွေယူပြီးတော့သစ္စာဆိုကြတာဖြစ်မှာနော်တံဝတ္တေဘုဒ္ဓတရာဝတုံတရာကဘာမြေကြီးယရနာတွေအတိရှိတဲ့ကဘာမြေကြီးတရားဇာတပစ္စည်းတွေနဲ့ပြည့်နေတဲ့ကဘာမြေကြီးဟာပျက်စီးခြင်းပျက်စီးသွားပါစေတိလုစေယောမေရုတမူလမမြင့်မို့တောင်ကြီးဟာအမြင့်ကထောင်ပြီးတော့လဲခြင်းလဲပါစေငါဘယ်တော့လဲခြင်းလဲလိမ့်ပင်ငါဘယ်တော့မှလိမ့်မပြောဘူးတဲ့မန္တာဘယ်ပြောမယ်အဲ့ဒါတွေကသာဖြစ်ကောင်းဖြစ်မယ်မှန်တော့မဖြစ်နိုင်တာတွေကိုဖော်ပြတာပဲနော်မဖြစ်နိုင်တာတွေကသာဖြစ်ခြင်းဖြစ်မယ်သူလိန်တာကတော့ဘယ်တော့မှမဖြစ်နိုင်ဘူးပေါ့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါလို့ပြောတော့လူဘလူပေါ်ရိတာကမယုံကြည်မယုံဘူးလက်မခံတဲ့အခါကျတော့ကဲတငယ်ချင်းငါပြောတာမယုံဘူးဆိုရင်ငါချိန်စာဆိုမယ်ရှင်းတော့ကချိန်စာဆိုခဲ့တယ်ပေါ့နော်ချိန်စာကိုတပထလို့ခေါ်တယ်ယုံကြည်ဖို့ရအတွက်ချိန်စာဆိုလေးရှိကြတယ်ချိန်တယ်ဆိုတာရှိတယ်မြတ်စွာဘုရားကယဟန်တွေကိုမချိန်မို့ချိန်ပြီးတော့မဆိုရဘူးဘိက္ခုနီတွေကိုမချိန်မို့ချိန်တဲ့စကားကိုတော့မလုပ်ရဘူးအဲ့ဒီလိုမြန်မာပြည်မှာလည်းပဲဒီချိန်စာတိုက်ထားတာတွေပါတယ်ရှိတတ်တယ်ပေါ့နော်ယုံအောင်လို့ချိန်စာကိုတပထလို့ခေါ်တယ်သစ္စာဆိုတဲ့ဟာတစ်ခုတစ်မျိုးပဲပေါ့အဲ့တော့သုဒ္ဓသောမကပောရိတာရလူဘလူကိုကဲမယုံလို့ရှိရင်ငါ့ကိုပခုံးမောခဏချပြီးရင်ငါချိန်စာဆိုမယ်ချိန်စာဆိုမယ်ဆိုပြီးတော့ပြောတဲ့အခါကျတော့ပခုံးမောကနေခဏချပြီချိန်ပြီးတော့သစ္စာဆိုတာသူချိန်တဲ့သစ္စာဆိုတာဘာလို့ဆိုအသိဉ္စတတ္တိဉ္စပရမတာမိတန်လျက်အခုခေတ်ဟိုချိန်တာကတော့ကျမ်းချိန်နေဆိုပြီးစာအုပ်လေးကင်ပြီးချိန်ကြတာလေလိုက်ပြီးတော့ဆိုကြတာပေါ့တချို့ကြတော့အဲ့ဒါကိုးကွယ်တဲ့ကိုယ့်ရဲ့ဘာသာတရားကျမ်းစာအုပ်ကိုကင်တာဒါကျမ်းချိန်နေလို့ခေါ်တာပေါ့နော်ပါဇက်ကရင်လိုက်ဆိုရတာမဟုတ်ဘူးအဲ့စာအုပ်ကင်ရသေးတယ်အဲ့ကျမ်းချိန်ရှင်းတော့ကမဝါတို့လူပေထုပ်တို့လူဟာမျိုးတွေရှိတယ်အဲ့ဒါနဲ့ချိန်ရတယ်ကင်ပြီးတော့နော်ကျမ်းချိန်နေဆိုတာကျမ်းကိုကင်ပြီးတော့ချိန်ရခုခေတ်ကတော့ကျွန်ုပ်သည်ဆိုပြီးတော့ဖတ်တာတွေ့တယ်စာအုပ်တော့မကင်ဘူးထင်တာပဲအဲ့ဒါလို့ကျမ်းချိန်နဲ့အလုပ်ကိုလုပ်တဲ့အခါသူကတန်လျက်နဲ့လှန်ကိုကင်ဆွဲပြီးတော့ချိန်စာဆိုတာနော်တပထံပိတေတမ္မအဟံကရောမိသူချိန်စာဆိုမယ်တဲ့တရားမုတ်တော်အနနောဘဝိတဝသစ္စာနုရခိပုဏ္ဏရာဝစိတံအေးအချိန်ချက်ပေးထားတဲ့ဂရိစကားခြေပြီးတဲ့အခါမှာအဲ့ဒီပုံနှန်းနဲ့တွေ့မယ်လို့ဂရိထားခဲ့တာသစ္စာထားခဲ့တာအဲ့တော့အဲ့ဒါကိုငါတွေ့ပြီးတာနဲ့တပြိုင်နက်သစ္စာကိုထိမ့်သိမ်းဆောက်ရှောက်ပြီးပြန်ပြီးတော့ပြန်လာခဲ့မယ်ဘလို့ချိန်သာဆိုတော့ဆိုလို့ရှိရင်မင်းဆိုးရစားတွေကဘယ်တော့မှဒီလိုချိန်သာမျိုးမဆိုဘူးတဲ့တန်လျက်တို့ဓာတ်တို့ကင်ပြီးတော့သူဟာဘယ်သောအခါမှမင်းဘဝကိုဘယ်သောအခါမှမရောက်ပါရစေနဲ့မမှန်တာပြောမယ်သူပြောတဲ့အတိုင်းမလုပ်ဘူးဆိုလို့ရှိရင်ဘယ်သောအခါမှမင်းမျိုးဘဝမရောက်ပါရစေနဲ့လို့အဲ့လိုချိန်သာဆိုတာတဲ့အဲ့ဒီလိုချိန်လိုက်တဲ့အခါမှာပောရိတာရသူကအံ့ဩသွားတယ်ခတ္တိယသူတို့မျိုးတွေဟာဒါမျိုးဘယ်တော့မှမချိန်ဘူးတဲ့
ချိန်လေးမရှိဘူးအဲ့တော့မြေကြီးပေါ်ဆင်းပြီးတော့သုတ္တသောမကအဲ့ဒါလိုချိန်တဲ့အခါပောရိတာရလူဘလူကတငယ်ချင်းသုတ္တသောမတဲ့ဘယင်းနေချိန်လေးချိန်ထားမရှိတဲ့ချိန်စာကိုချိန်နေတဲ့သူဟာတကယ်ကိုပြန်လာမှနဲ့တူတယ်အဲ့တော့သူကစိတ်ထဲမှာလွတ်လဲလွတ်ချင်တယ်မလွတ်လဲမလွတ်ချင်ဘူးအဲ့လိုဖြစ်တယ်ပြန်လာမယ်လို့ကသူကမယုံဘူးဒါပေမဲ့သူချိန်နာကြီးကကြောက်စရာကြီးပေါ့ဘယ်တော့မှဘယ်သူမှမချိန်တဲ့ချိန်စာမျိုးမင်းနွယ်တွေကဘယ်တော့မှမချိန်ဘူးအဲ့ဒါမျိုးကိုချိန်တာအဲ့တော့သူအဲ့ဒါချိန်တာဆိုတော့ကဲသူပြန်မလာလည်းမတတ်နိုင်တော့ဘူးသူ့ဘက်ကကုန်းနေပြီငါလွတ်လိုက်မယ်သူသွားခြင်းနဲ့ဆိုရင်ငါလွတ်လိုက်ပြန်မလာဘူးဆိုရင်လည်းပဲငါလက်ယုံကသွေးနဲ့ပဲတရားတစ်ပါးသောမင်းကြီးရဲ့သွေးနဲ့ဖောက်ပြီးတော့ပူဇော်တော့မယ်ဒါသူပြန်လာခြင်းလည်းလာပြီးတော့မလာခြင်းလည်းနေပြီစေတော့ဆိုပြီးတော့လွတ်လိုက်မယ်ဆိုပြီးတော့သူလွတ်တာနော်အဲ့ဒီမှာယောတိကတောသင်္ကရောပြမဏိနာနန္ဒဆိုတဲ့ပုံနာနဲ့အချင်းချက်လုပ်ခဲ့တယ်တဲ့ဘုရင်ဘဝမှာတန်သင်္ကရံပြမနတတပ္ပတာသစ္စာနုရခိပုဏ္ဏရာဝသတုဒါဖြင့်ကောင်းပါပြီအဲ့ဒီအချင်းချက်ကိုဂရိတီအောင်ပုံနာကိုစီသွားเสียရှိတာသွားပြီးတော့ကိုယ့်ရဲ့သစ္စာစကားကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ပြန်လာခဲ့ပါအဲ့လိုတော့မှားလိုက်တယ်အဲ့တော့သူ့ကိုလွတ်လိုက်တာနဲ့သုတ္တသောမဘုရင်ဟာလည်းပဲချက်ချင်းပဲအချိန်ကျနေတာဖြစ်လို့အချိန်မီဆိုတော့သူကအလွန်အားကောင်းတဲ့ဘုရင်ဆိုလင်းလင်းမြန်မြန်တိုင်းပြည်ကိုသူကပြန်သွားလိုက်တယ်ဒီပောရိတာရကိုလည်းဂရိပေးခဲ့တယ်နောက်တည့်ရဲ့ရစ်ပူဇော်ပွဲမိအောင်သူပြန်လာခဲ့မယ်ပေါ့တရားပုံနာနဲ့တွေ့ပြီးတာနဲ့ပြန်လာခဲ့မယ်ပောရိတာလည်းမယုံတဝက်နဲ့လွတ်လိုက်တယ်နော်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သုဒ္ဓသောမဘုရင်ကြီးကတိုင်းပြည်ကိုပြန်သွားပြီပောရိတာရကလွတ်လိုက်တယ်ပောရိတာရဟာလည်းပဲအသက်ဆုံးပြီးတော့ဖမ်းလာတဲ့သုဒ္ဓသောမမပါရင်လည်းပဲရစ်ပူဇော်ပွဲကိုသူလှုပ်တော့မယ်ဆိုပြီးတော့သူ့ညောင်ပင်ကိုပြန်ပြီးတော့လာခဲ့တယ်ပေါ့သုဒ္ဓသောမဘုရင်ကလည်းပဲသူ့နိုင်ငံကိုသူပြန်သွားတယ်ပုံနာနဲ့တွေ့ဖို့အဲ့တော့ဒီဇလန်းမှာဒီမှတ်သားစရာတွေလည်းမြောက်များစွာပါရှိတယ်ပေါ့နော်မြောက်များစွာပါရှိသည့်အတွက်ကြောင့်တကယ်ကိုမင်းမသစ္စာလူမဂတိဆိုတဲ့အတိုင်းရှေးကသစ္စာဂတိတည်ကြတယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့တေဘေးပဲဖြစ်စေကသုဒ္ဓသောမဘုရင်ကြီးဟာမရောက်ရောက်အောင်ပြန်လာခဲ့တာဆိုတာကိုနောက်ရက်မှဆက်ပြီးတော့ဟောမှာပဲပြောပါတယ်အေးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သုဒ္ဓသောမနဲ့လူဘလူအကြောင်းနာယူမှတ်သားပြီးတော့ဘဝခရီးကိုရှောက်လန်းကြတဲ့အခါမှာအမျိုးစုံကြုံတွေ့နိုင်တယ်ဆိုတာကိုတတိထားပြီးတော့ကုသိုလ်တရားကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း